皆さんこんにちは。今日は日本語の文法ながらを勉強しましょう。ながらဆိုတာကတော့私တို့が verb တစ်ခုခုကိုလုပ်ရင်းနဲ့နောက် verb သို့မဟုတ်ကိစ္စရဲ့တစ်ခုခုကိုပေါ့နော်လုပ်တယ်ပြိုင်တူလုပ်တယ်ဆိုတဲ့အခါမျိုးမှာသုံးပါမယ် must ပုံစံနဲ့ verb က must လေးကိုဖြုတ်ပြီးနာဂါရာလေးနဲ့ကြက်ရုံနဲ့ဒီ grammar လေးကလွယ်လွယ်ကူကူရရှိမှာပါဒါဆိုရင်例文လေးတွေကိုကြည့်ကြရအောင်音楽を聴きながら日本語を勉強しますコーヒーを飲みながら本を読みますテレビを見ながらご飯を食べます皆さんも使ってみてくださいではまたね